Okay ဟုတ်ဒါလေးတစ်ချက်ကြည့်ရအောင်ဒီမှာက60အထိပြီးထားပြီးပြီဆိုတော့အခုက61 I have had enough of အဲ့ဒါလေးရပါလေပြောပါအောင်61 I've had enough of စိတ်ကုန်နေပြီလားဟုတ်တယ်တော်ပြီလောက်ဆိုတော်ပြီလောက်ဆိုရင်လုံးဒီလောက်တောင်သီးခံလာခဲ့ပြီတော်ပြီဟေ့အခုတော့များသွားပြီမရတော့ဘူးဆိုတဲ့သဘောမျိုး I've had enough of it နော်ဟိုကျန်ခဲ့တဲ့နှစ်ပတ်ကနောက်ဆုံးကြံတဲ့တငယ်ချင်းကအရန်ခင်တဲ့တဲကနောက်ဆုံးကြံတော့တငယ်ချင်းအတွက်ရသူတို့လည်းဘာကောက်ပြောင်းသွားပြီသူတို့လည်းသီးခံပြီးဒီမှာနေသေးတယ်ဘလို့မှသူတို့လည်းမရတော့အဲ့မှာထွက်တဲ့အချိန်မှာ I've had enough of it တော်ပြီမရတော့ဘူးလीနော်သီးမခံနိုင်တော့ I've had enough of it နော်ပြောသွားတယ် Okay နော်62 Okay 62ကကြတော့ I wonder if ဟုတ်တယ်မလားနော် I wonder if ကဘာပြောတာလဲဒါလေးလုပ်ပေးမလားယင်လုပ်လို့ရပါမလားယင်ဟုတ်တယ်မလားနော်ရ I was wondering if you could help me ဟုတ်တယ်မလားရလားနော်ကူညီပေးနိုင်မလားမသိဘူးနော်လို့ပြောတာရလား I wonder if it would be ဒါလေးရတစ်ချက်ကြည့်လိုက်နော် I wonder ifဒီမှာကြာလာသေးဒီမှာစေကြည့်ကြအောင် I wonder if it would be convenient to visit you next Monday နောက်တစ်ပတ်တင်းလာလာရင်အဆင်ပြေမလားမသိဘူးเนาะ I wonder ဒါလေးလုံးရင်အဆင်ပြေမလားမသိဘူးเนาะဆိုတာမျိုး I wonder if ဟုတ်ပြီเนาะအဲ့လိုသဘောမျိုးနဲ့တော့မသိဘူးအတမ်းထွက်ဘူးဆိုတော့ကြည့်လိုက်မယ်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့เนาะ63ဘာလို့ဖြစ်သွား Okay ဟုတ်ပြီ63 I would rather blink than အဲ့ဒါလေးရအောင်ပါလေ63ရဒါလုံးမဲ့အစားဟုတ်တယ်အဲ့ထက်ဆိုင်ဒါလုံးမှာပေါ့ဟုတ်တယ်မလားနော်ရလားဥပမာအပြင်လျှောက်သွားမဲ့အစားအိမ်ထဲမှာပဲနေကြတယ်အဲ့ဒါဆိုဘယ်လိုပြောမလဲ I would rather stay at home stay at home တစ်ခုစလုံးရတယ် home က adverb အနေနဲ့ရော noun အနေနဲ့ရောသုံးတယ်I would rather stay at home than going outside stay at home နောင်လောက်ထားတာတော့က going လား go လား go outside ဟုတ်ပြီနော် go outside Okay အဲ့ဒီမှာ stay at home ကိစ္စကိုတစ်ချက်ပြောမယ်stay at home လား stay home လားကဆိုရင်နှစ်ခုစလုံးမှန်တယ် home ကနော်ဒီမှာဆိုရင် home home ဆိုရင်ကျမတို့က home ကို noun အနေနဲ့လည်းသုံးတယ်နော်အဲ့ဒါဆိုရင်ခုနက stay at home ဆိုရင်ဒါ noun ပေါ့အိမ်မှာနေတယ်ဆိုတဲ့ဟာနောက်တစ်ခါ home ကိုကျမတို့က adverb အနေနဲ့လည်းသုံးတယ်ဒါမှမဟုတ် is anybody home ... is anybody home ဟုတ်တယ်မလားနော်အိမ်ပြန်ရောက်ပြီဆို I'm home ဟုတ်တယ်မလားနော်နောက်တစ်ခါ stay home ဟုတ်တယ်မလားနော် stay home နော်အဲ့ဒါမျိုးဆိုတော့ I would rather stay home than go outside ဟုတ်တယ်မလား I would rather stay than leave ထွက်သွားတဲ့ဒီမှာပဲနေချင်တယ်ဟုတ်တယ်နော်ထွက်သွားမဲ့အစားဒီမှာပဲနေချင်တယ် I would rather work all day long than do nothing ဘာမှမလုပ်ရတဲ့ထက်ဆိုင်ဒီနေ့ကိုလှုပ်လှုပ်ချင်တယ် Mother would rather die than lose her child ကလေးဆုံးဖြုံးသွားတဲ့ထက်ဆိုင်အမေအသေးပဲတည်လိုက်ချင်တော့တယ်ဟုတ်တယ် I would rather resign than take part in such shameful business deeds နော်ဒီမကောင်းတဲ့ကိစ္စကြီးမှာဝင်ပါမဲ့စားလုပ်ပဲထွက်လိုက်မှာပါနော်ဟုတ်ရအဲ့တခုပဲနော်ခုန EU ပြောလို့ရှိရဒီ I would stay home rather go out ဟုတ်တယ်မလားနော် verb 1ပဲ going မဟုတ်တော့ပဲ go ပဲနော်အဲ့လေးစတဲ့ကိစ္စဟုတ်ပြီနောက်တစ်ခုဆက်ရအောင်နောက်တစ်ခုက63ပြီးတော့64 no matter what ဘာဖြစ်ဖြစ်ပါ no matter what မှမဟုတ်ပဲ no matter how ဟုတ်တယ်မလားနော်ရလား no matter where အကုန်လုံးလို့ရတယ် no matter where he goes ဘယ်ပဲသွားဟုတ်တယ်မလားနော်ဟုတ်တယ်မလားနော်no matter what he says ဟလာသူဘာပဲပြောပြော don't believe him သူ့ကိုမယုံနဲ့ no matter how hard you try ဟုတ်တယ်မလားနော်ဘယ်လောက်ကြိုးစား
you won't get it you won't get her love ဟုတ်တယ်မလားဒီလိုပြောတာပေါ့ no matter what no matter who they are နော်သူတို့ဘယ်သူပဲဖြစ်ဖြစ်နော်she will not let them in ဟုတ်တယ်မလားဝင်ပေးမှာမဟုတ်ဘူးစသဖြင့်ပေါ့နော်အဲ့တော့ no matter what who when ဟုတ်တယ်မလားနော် no wonder သိပြီးသားဗာလေ no wonder တင်းစရာမလိုပါဘူးအော်စရာမရှိပါဘူးဟုတ်တယ်မလားနော်အော်စရာမရှိပါဘူး okay နော် okay no wonder he passed the test he studied a lot he studied hard ဟုတ်တယ်မလားနော်သူရမ်းကြိုးစားခဲ့တာကိုအဲ့တော့ဆောင်းမီးပဲအောင်သွားခဲ့တယ်ဆိုတာအော်အသိစရာမရှိပါဘူးအော်စရာမရှိပါဘူးပေါ့နော် okay 66ကိုကြည့် now that I come to think about it အဲ့ဒါပါပြောတာလေnow that အဲ့ဒါကိုစဉ်းစားလိုက်တော့မှဟုတ်တယ်အရင်ကမတွေးဘူးเนาะဟုတ်ပါအခုအဲ့ဒါစဉ်းစားလိုက်တော့မှပဲဆို now that I come to think of it နော်ဆက်ရှိနေဟိုဘယ်လိုပြောမလဲတောက်လျှောက်စဉ်းစားခဲ့တဲ့ကိစ္စမဟုတ်ဘူးအခုတခုခုစကားပြောနေနေမှာ speaking of it ဟုတ်တယ်မလားဒါကိုပြောနေနေမှာnow that I come to think of it ဟုတ်သားเนาะအခုမှဆက်ပြီးတွေးလိုက်တော့မှရလားဥမာအခုဆိုကျမတို့အများကြီးဒီကာလတူအတွင်းမှာအများကြီးသိသွားပြီဒီတိုင်းပြောရင်မသိတာခုနကတော့ဒါတွေပြီးသွားပြီနော်ဆိုရင်now that I come to think about it we have learned a lot within this month ဟုတ်တယ်မလားနော်ဒီလအတွင်းမှာအများကြီးပြီးသွားပြီပေါ့နော်လေးနေပြီအတမ်းထွက်ပြီyou're now that I come to think about it you're right to dismiss him ဟုတ်တယ်မလားအလုပ်ပြုတ်လိုက်တာမှန်တယ်နော် now that I come to think about it how ignorant I was ignorant ကဘာပြောတာလဲ how ignorant I want ignorant တတိမထားမိဟုတ်ပါဘယ်လောက်တောင်မှဒီနေရာမှာတတိမထားမိဘူးဆိုတော့ ignorant ရဲ့အဓိပ္ပာယ်ကျတော့ဟိုညံနေတာignore အလှည့်လူရှိတာမှန်ပေမဲ့ ignorant ကကျတော့ညံနေတာတို့အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမသိတာမဟုတ်ဘဟုတုတနေတာအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမသိတာနော်ကိုပြန်တွေးကြည့်လိုက်တော့မှငါတော်တော်တုံးတာပဲဟုတ်တယ်မလားအဲ့ဒါပေါ့ပေါ့လား I am totally ignorant ofဘာထည့်ငောင်းမလဲ I'm totally ignorant of pets နော် pets နဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးဒါခွေးလေးဒါကြောင်လေးဆိုတာလွယ်ပြီးကျန်တာဘာမှမသိဘူးနော်အဲ့ဒါမျိုးနော်ဒါအကိစ္စနဲ့ပတ်သက်ရင်မသိဘူးမတတ်ဘူးဆိုတဲ့ဟာမျိုးပေါ့နော် ignorantနောက်တစ်ခုဆက်ကြည့်အောင်ဘာလို့ကြော်ညာတဲ့ okay အဲ့ဒါကဒီမှာ once you အဲ့ဒါရော once you ကပါလေပြောပါအောင် once you ဒါကိုလှုပ်လိုက်တာနဲ့ဟုတ်တယ် as soon as နဲ့တူတူပဲဟုတ်ပြီနော်အဲ့တော့ once you decide ဆုံးဖြတ်ပြီးတာနဲ့ once you decide let me know ဟုတ်တယ်မလားနော်ရလားဒါဖြစ်တာနဲ့ဒါလှုပ်လိုက်ဒါဖြစ်တာနဲ့ဆိုတော့ as soon as နဲ့တူတူပဲဟုတ်ပြီနော် okay once you decide ဒါမှမဟုတ်လေ once you have a stomach ache နောက်ပိုင်းအောင်နေဆိုရင် take the medicine twice a day ဒီမှာပါတယ်ဟာမမိဘာလို့လဲဆိုအဲ့နာမှာ stomach ခဏအတန်တော့မှာလို့ဖွင့်ပြရတယ်ဒါပေမဲ့ဒီနေ့ကဖွင့်လို့မရအောင်ဖြစ်တယ် once you have a stomach ache လဲပါတယ်ရှိရ once you have a headache once you have a stomach ache take the medicine twice a day once you have a stomach ache နော်ဘိုင်အောင်ရင်ဒီဆေးကိုတရက်နှစ်ခါတောက်လိုက်ဒါဖြစ်တာနဲ့ဒါလုပ်လိုက်ဆိုရဟာပေါ့နော် okay only to find အဲ့ဒါလေးရောတစ်ချက်လောက်ပြောပါဦး need to find the shit only to find တခုခုလှုပ်လိုက်တယ်ဟုတ်တယ်မလားနော်တခုခုကိုလှုပ်ပြီးတော့မှဟာဒီလိုဖြစ်နေတယ်ဆိုတာတွေ့ရတယ်ဟုတ်လားဥမာထားပါတော့ तू ကတော့အပြေးတစ်ပိုင်းဟိုပူရာယုံသွားတယ်ဒါပေမဲ့ပူရာယုံရောက်တော့မှဟာရထားထွက်သွားပြီ only to find ရလားဒီမှာလေဖတ်ကြည့်ပါဦးပါတယ်လေ I ran to the station only to find that the train had left အဲ့မှာ tense ရောမှတ်မိလားအတိတ်မှာဖြစ်ရတဲ့ခုဖြစ်တယ်အရင်ဖြစ်တဲ့ဖြစ်ရက had plus verb 3ဟုတ်တယ်မလား past perfect နဲ့သွားတာကိုကတော့ပြေးလိုက်ရတာဟိုရောက်တော့ဖြင့် train ကမရှိတော့ဘူးဟုတ်တော့အခုစလုံးကအတိတ်မှာပဲဒါပေမဲ့တခုခု
ဟိုကြိုးစားပန်းစားဒါမှမဟုတ်လဲတခုခုကိုနည်းနည်းအားစိုက်ထုတ်ပြီးလုပ်ပြီးခါမှဒီလိုဖြစ်နေမှန်းသိရတယ်နောက်ဒုတိယဟာ she came home excitedly only to find nobody was in ဟုတ်တယ်မလားနော်အိမ်ကိုပြန်လာပေမဲ့နော်အိမ်ကိုစိတ်လှုပ်ရှားပြီးပြန်လာမယ်အိမ်ကတော့ဘူးမှမရှိဘူးပြီးတော့I search desperately for my purse only to find all my money was gone ရှာလိုက်ရတာပြန်တွေ့တဲ့အခါကျတော့လည်းပတ်စံမရှိတော့ဘူးပတ်စံနေကြရရှိသွားကြပြီးတော့ I arrived at the restaurant only to find I had no money on me သွားလိုက်တာဟိုရောက်တော့မှဟာပတ်စံမလာဘူးသိရတယ် I had no money on me နဲ့သုံးတယ် with နဲ့မဟုတ်ဘဲနဲ့ on နဲ့သုံးတာလို့ပါလို့လည်းဒါကြည့်တဲ့ဟာဆိုတော့ဒီဟာလေးကကောင်းနေကျမတို့ဒါကိုကြိုက်တယ်အများကြီးကြည့်ရရှိတယ်on one hand on the other hand ဒါသိပြီသား on one hand နော်တစ်ဖက်ကကြည့်ရင်တော့ဒါဖြစ်တော်လဲပဲတခြားတစ်ဖက်ကကြည့်ရင်တော့ဒါဖြစ်တယ်ဟုတ်တယ်မလားနော်တဲ့နိုင်ရှင်က compare လုပ်တာ essay တွေမှာဆိုလဲသုံးတယ်ဟုတ်တယ်မလားနော် on one hand it is beautiful ဒါပါတော့လှတယ် but on the other hand it is expensive ဒါတစ်ဖက်ကကြည့်ရကြလဲဈေးကကြီးနေပြန်တော့နော် see that ကအော်ပါလေ see that ကဟိုရှိမှာတော့ပြောဘူးလေ see that ကmake sure that နဲ့တူတူပဲ make sure that you finish your homework နောက် once ကဘာနဲ့တူတူပဲလဲဆိုရင် as soon as နဲ့တူတူပဲဒီမှာ see that ကလည်း make sure that နဲ့တူတူပဲပို့ပြီးတော့လေးနေအောင်ပြောရလားနော်ချက်လောက်ကြည့်ကြည့်အောင်ကျော်ညာလေးကလည်းဝင် see that the door is locked before you leave တွေ့လားရလားမထွက်ခင်မသွားခင်ဒါကိုသေချာလုပ်ခင်တော့ဆိုတဲ့သဘောပဲ make sure that တူပဲ see that you have enough sleep every day တွေ့လား every day ကခွဲရည်တယ် adverb ဟုတ်ပြီနော်တွေးရင်ရ adjective နော် rice is my everyday meal ဟုတ်တယ်မလားနော်နေ့တိုင်းဒါစားတယ် I eat rice and curry I eat rice ရပါပြီဒါကပြောင်းအတိပဲပြောင်းလာတယ်ထင်တယ် I eat rice every day ဒါ adverb ဟုတ်တယ်မလားအပေါ်က everyday meal က adjective ဒီမှာ adjective နော်ရလားဒီသင်စားတော့အစားအစာဖြစ်တယ်ရပြီဆက်သွားလိုက်အောင်မယ် see that you go to see your parents often မိဘတွေမကြာခဏပြန်တွေ့နော်ဒါတွေ့နော်ဒါ make sure နဲ့တူတူပဲရပါနော် okay ဟုတ်ပြီဒီထိခဏကြည့်အောင်